ခု EP2 ရောက်သွားဘေးရောက်သွားတယ် လာလေးတော့ပြောပါ တွေ့ပြီ ဟယ်လိုကြားလား ကြားပြီ ပေါ်ချကြားတာငါတက်ကြည့် ရိုးအမ ကြည့်တော့ရကောကြား အာမနိုင်တော့ ရိုးလာလာ ဒီမှာ ရိုးအောက်ရမ်းမရှင်းကြားနေတာ ကျွန်တော်စားမကြမ်းတော့ကျွန်တော် အားလုံးသိသွားပြီ ပြေးနေရပြီကျွန်တော်ပြေးနေရပြီလို့ပါလေမလုပ်ပါနဲ့လို့ပြေးတော့ တယ်ပြီဗော ပြေးသွားပြီ ရိုးစားပြီရှိတာစားပြီ မရှိ တဲ့အမစားပြီရှိ ရှိရလို့ ဘာလဲဒီတဲ့ လို့အဲ့ဒါဗီဒီယိုပါပဲ EP3 လာပါဖြစ်ပါလေ